Hello အားလုံးပဲမင်္ဂလာပါဒီနေ့အားလုံးပေါ့နော်နေ့ခံကြရင်ဟင်းထုတ်လို့စားဖို့အတွက်ငါတို့လာခုတ်တာပဲဖြစ်ပါတယ်ကိုကတော့ခြံနာရောက်နေပါခြံနာရောက်နေတာပဲဖြစ်ပါတယ်ကန္တမပန်းကိုမီမြုပ်ပန်းစိတ်ထားပဲဖြစ်ပါတယ်ဒါတွေကတော့မီမြုပ်ကိုမစိတ်ထားပဲဖြစ်ပါတယ်မီမြုပ်ပန်းဒီပန်းကတော့ဆက်လက်ရွက်ပဲဖြစ်ပါတယ်ဆက်လက်ရွက်အဲ့ဒါဆက်လက်ရွက်ခင်းပဲဖြစ်ပါတယ်တော့ပူတီရှာပဲဖြစ်ပါတယ်ပူတီစိတ်ထားတာပါပူတီစိတ်ထားပဲဖြစ်ပါတယ်ပူတီဦးနိခင်ပေါ့နော်ဒါတော့ချက်တော့ဦးနိခင်စိတ်စားပဲဖြစ်ပါတယ်ဒါတော့ချက်တော့ဦးဖြူခင်ချက်တော့ဖြူကအများပဲပေါ့နော်မနေ့ကလို့ရှုံးထားတာပေါ့နော်စိတ်ကမြင်ပါနဲ့မောင်ခုနေပါတတ်ပါလားအဖားဆွားချပါမို့